စာဖတ်ပြမယ် podcast channel လေးကိုအပိနာဆင်နေကြရတဲ့ချစ်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေရှင်။မိတ်ဆွေများအားလုံးပဲကြံကြမ်းမာနဲ့ပြီးအနေကင်းရှင်းစွာရှိနေနိုင်ကြဖို့အတွက်ဆုတောင်းပေးလိုက်ရပါတယ်။ကျွန်မဝင်းဤပါရှင်။ဒီတစ်ခါမှာတော့ကျွန်မကတက္ကသိုလ်ဝင်းမော်ရေးသားထားတဲ့စားတယ်ဆိုတဲ့စာလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။နောက်ဆင့်ခန်းစားပေးကြပါအောင်ရှင်။စားတယ်ငယ်စဉ်ကစားတဲ့စီရွေးပြောခဲ့သည်များကိုကျွန်တော်မကြတတိယနေပါသည်ကျွန်တော်ရွာကလေးသည်မိုးရင်းခါ၌ရေပက်လေဝိုင်းသောကုန်းမြေဟုသောစကားကိုအမှတ်ရစရာကောင်းလာသည်ကျွန်တော်တောင်ဝိုင်း၌ရေပက်လေဝိုင်းဆုံးဖြစ်သည်ကျွန်တော်အိမ်ကုန်းတစ်ခုလုံးသည်ရေအောက်၌ခေါင်းကျိုးနေသည်အိမ်ရှိလမ်းမကြီးသည်နှွေအခါကဖုံတထောင်းထောင်းထားခဲ့သည်ခလောက်တန်ချိုတန်တို့ဖြင့်ဆူညံခဲ့သည်ယခုခါ၌ကလမ်းမကြီးသည်ရေအောက်တွင်ဆုံမြုံနေပြီလဲရိုအစားလေတို့လူးလာနေပြီချောင်းကြီးဖြစ်နေပြီရေကမနှက်လောက်ပေါင်လေလောက်ခါလောက်သာရှိသည်ဒီချောင်းရိုးတစ်လျှောက်၌ကျွန်တော်တို့သည်စားတယ်စီ၍ပျော်ကြီးပျော်ခဲ့ကြသည်စားတယ်မှာလေးပေပလဲခန့်တန်တယ်ပိုင်းကြီးဖြစ်သည်အဝိုင်းမဟုတ်၄တောင်ဖြစ်သည်စောင့်မှာမနှက်လာ6လမခန့်သာရှိသည်ရွာရှိပိုင်းမှာတန်ဖြူစရာကြီးဦးလာ၏တဲကုတ်ထွက်ပစ္စည်းဖြစ်သည်ကျွန်တော်မိဘများသည်တပေါင်းတကူစားမြောက်ချိန်၌စစ်တောင်းမြကန်ကြီးရှိတစ်ဖြူရွာသည့်ရွာတို့သို့စားမြေချီရန်နနက်ဝေလီတွင်နွားလဲကြီးများဖြင့်အဖြစ်စားမြေများတိုက်၍လာရကြသည်ထိုစားမြေများကိုရေဖြင့်ဖြော်၍စားရည်စင်ပေါ်သို့လောင်းကြသည်ထိုစားရည်စင်မှာကြသောစားရည်တနတ်များကိုစားရည်ကြီးများတွင်ထည့်၍ကောက်ရိုးမိဖြင့်ချက်ကြသည်ကောက်ရိုးကြောက်ပွေ9ပွေခန့်ကုန်လျင်စားတည်ကြတော့သည်ထိုစားရည်ကြီးများအလုံးစခန်းသည်မိုးရင်းခါ၌တိမ်ပြီးအလုတ်အား၍အနားယူ၏ထန်းစင်မော်ရင်အမိန့်သာအစိန်ခံနေပြီသို့သောကျွန်တော်တို့ကသူတို့ကိုအနာမပေးနိုင်မီထန်းစင်မော်မှသူတို့ကိုအတင်းဆွဲခေါ်၍ချောင်းရိုးတစ်လျှောက်တွင်အမှုထမ်းစေရသည်ကျွန်တော်တို့ရွာတွင်အိမ်တိုင်းလိုပင်ပေါက်တူလိမ်များရှိကြပါသည်သို့သောလေကိစ္စအရက်ကိစ္စများကြောင့်ပေါက်တူကိုအနာမနေရအောင်လူကြီးများအသုံးပြုလွန်းသည်လူကြီးများအားမှလစ်မှစည်းခွင့်ရသည်လှော်ခွင့်ရသည်ပေါက်တူကိုလှော်၍ပျော်ရသည်မှမကြားသည်သူတို့တကြောအဟိခေါ်ရသည်ပေါက်တူနှင့်သွားစရာကိစ္စသူတို့မှပေါ်လာတော့သည်ကျွန်တော်တို့ကိုလည်းဆော့လွန်းသည်ကမြင်းလွန်းသည်ဟုသူတို့ပူချိန်မောင်းတော့သည်အိမ်ရှိပေါက်တူသည်ကျွန်တော်တို့ကလေးများနှင့်လုံးဝမသက်ဆိုင်ပြီးတဲ့ကဲ့သို့ရှိလာသည်ချောင်းရိုးတစ်ချောင်း၌ကျွန်တော်တို့သည်ပေါက်တူစီး၍ပျော်ခွင့်မရစားရည်စီး၍သာပျော်ခဲ့ကြရသည်စားရည်စီးရသည်မှာပေါက်တူစီးရသည်နှင့်မတူပေါက်တူစီးရသည်မှာတတာရှိလာသည်မြန်မာစကားပုံတစ်ခုရှိသည်လေအစင်းမြင့်အတက်ခတ်တဲ့ပေါက်တူကအစင်းလဲလွယ်သည်အတက်လဲလွယ်သည်အတက်မတော်၍လေတိမ်မာဆောင်းမှာမောက်မှာမပူရပေါက်တူဘော်သို့ရောက်၍တပ်ဖြင့်တစ်ဖက်သက်လှော်၍လဲရသည်ဘယ်ဘက်ညာဘက်မြ၍လှော်လဲရသည်ပေါက်တူကိုပဲ့ကန်ရသည်မှမခက်လားပဲ့ကိုတာမန်ကန်တက်ရုံဖြင့်မျှော်မဲရသို့ချောမောဖြူဖြောင်းတန်းမရောက်သည်စားရည်စီရသည်မှာပင်မရှိလာသည်စားရည်ကအစင်းလဲခတ်သည်အတက်လဲခတ်သည်စားရည်မှာပက်ကလန်ကြီးဖြစ်သည်လူတယောက်ဤဝင်လောက်သာထမ်းနိုင်ရှာသည်လူတယောက်ပေါ်သို့တက်မိသည်နှင့်ရင်မျက်နှာပြင်ထက်3လမခန့်သာခေါင်းပေါ်နိုင်ရှာတော့သည်ထို့ကြောင့်စားရည်သည်အတိမ်ဆောင်မခံတိမ်မှာဆောင်းမှာမောက်မှာအလုံးပူရသည်အတက်မတော်ပါကလည်းစားရည်မောက်သည်အစင်းမတော်ကလည်းစားရည်မောက်သည်စားရည်ပေါ်သို့တက်သည့်အခါစားရည်နှခမ်းစွန်းနှစ်ဖက်ကိုလက်ဖြင့်တီငင်ထိန်း၍ကန်ရသည်
ထို့နောက်စားရဟီအလေတဲတဲသို့ကြအောင်စူးစမ်း၍တထိုင်ရသည်ဤသို့အလွန်ကယူထား၍စူးစမ်းပြီးတက်ပါမှစားရမမောက်ပဲနေသည်သို့တော့ဟိုရင်းဒီထိုလှလှရှာရှာလူလွန်ကားဖြစ်လိုက်သည် စားရငင်း၍အထိုင်ကျသောအခါမှလှော်ပင်ရသည်ကျွန်တော်တို့သည်စားရကိုတက်ဖြစ်မလို့ကြကိုအနှဲငယ်ရှိသူညွ၍ကိုင်း၍လက်ဖြင့်ရက်ကြလောကြသည်ရက်ရ၌ဘဲညာမမိုးပဲချာချာလဲသွားပြီလိမ့်မည်ညာလက်ဖြင့်ကျုံ၍ရက်ပါကလက်ဝဲရချာချာလဲသွားပြီလိမ့်မည်ဘဲညာမှု၍ထင်းရက်နိုင်မှစားရသည်ဝဲကလေကရင်းငါရိုင်ငါဖြင့်ရီမန်းရာသို့တရွေ့၍တဖြည်းဖြည်းကွေ့၍ဆောင်း၍ရောက်သည်မိမိရီမန်းရာသို့မရောက်ခင်၌စားရမှောက်မသွားရအောင်စားရကိုရက်ရလော်ရသည်မှာမလွယ်ကျွမ်းကျင်မှုလိုသည်ကိုတီတီငင်ငင်ထားတတ်ဖို့လိုသည်စိတ်ရှိဖို့လိုသည်ဇွဲကောင်းဖို့လိုသည်လုံးလရှိဖို့လိုသည်ဤချက်များမှာတစ်ချက်လဟင်းသည်နှင့်စားရသည်ရီမန်းရသို့မရောက်မှောက်၍သွားတတ်သည်သို့တော့ကျွန်တော်တို့ကချောင်းရိုးတစ်လျှောက်၌စားရကိုစီဖြင့်ခြားလဲဖြစ်နေရသည်ကိုပင်ပြောကြသည်ဝမ်းမြောက်ကြသည်ရီမန်းရသို့မရောက်ပဲစားရကိုစီဖြင့်ကျွန်တော်တို့တငယ်ချင်းတစ်တိုက်ခြားလဲဖြစ်နေသည်အခြားသူများသည်ပေါတူများလေကြီးလေငယ်များဖြင့်ကျွန်တော်တို့ကိုဖျက်ကျော်၍ရီမန်းရာသို့ချောမောဖြောင်းတန်သွားကြသည်ကိုတွေ့ကြရသည်ကြုံကြရသည်ထိုအခါသူတို့အတွက်ကျွန်တော်တို့သည်မြည်တို့မျှစိတ်မလုံးရှားကြသူတို့ကိုဝမ်းပန်းတတာအော်ဟစ်၍နှုတ်ဆက်လိုက်ကြသေးသည်ကျွန်တော်တို့လူတိုက်ထဲမှာတယောက်ဤစားတယ်အခက်မသိ၍မှောက်သွားပါကမင်းရရောက်လို့အားကြီးပြီးတင်းကျုံရတာကိုကွာမှောက်မှာပေါ့ဖြည်းဖြည်းလောပါမကြီးနဲ့ကိုလည်းထင်းအောင်ကွဟုဝိုင်း၍သတိပေးတတ်ကြသည်စတတ်ကြသည်ကြောင်တတ်ကြသည်စားရမောက်သွားသည်သူကလည်းသူ့ကိုစား၍ပြောင်း၍စိတ်မဆိုးဒေါမပွဆက်ဖြည်းနှင့်နှုတ်တုံပြန်သည်သူစားရကိုပြန်၍စေကတဲ့ကပြန်၍စားရစီပြန်သည်ဇွဲမလျှော့စားရစီ၍ကျွန်တော်တို့အားရသောအခါ၌ရေထဲတွင်တဝုံတပြောတပါကူးခတ်ဆော့ကစားတတ်ကြသည်ရွာကိုခွာ၍တငယ်ချင်းများကိုခွာ၍ကျွန်တော်ထွက်လာခဲ့သည်မှာကြာပြီသို့ကောရွာကိုကျွန်တော်မမေ့တငယ်ချင်းများကိုလည်းကျွန်တော်မမေ့သူတို့နှင့်ချောင်းရိုးတစ်လျှောက်စားတဲ့စီး၍ပြောခဲ့ကြသည်များကိုလည်းကျွန်တော်မမေ့သို့တော့ရွာကိုကတခါမှပင်မရောက်နိုင်ခဲ့တငယ်ချင်းများနဲ့လည်းမတွေ့နိုင်ခဲ့ကိုအလုံးနှင့်ကိုခြာလဘက်လေ၍အားသည်ပင်မရှိနိုင်ခဲ့အလောက်ကင်ဖြစ်လာသောအခါကိုအလုံးကိုတာဝန်ကိုခြေပုံအောင်ထမ်းဆောင်ရသေးသည်ကိုအလုံးကိုတာဝန်နှင့်ပတ်သက်သောလေးလာစရာစီးပူးစရာများကိုလည်းလေးလာရသေးသည်စီးပူးရသေးသည်ထို့ဖြင့်ကိုရေးကိုတာကိစ္စဆွေရေးမျိုးရေးကိစ္စရရေးရွာရေးကိစ္စတာရေးနာရေးကိစ္စပေါင်း1600ရှိသေးသည်လူပေါင်းလူတိုင်းဝိုင်းတွင်နေ၍ဒီလူကိစ္စများကိုရှောင်၍တင်၍မရအဆင်ပြေအောင်ဆောင်ရွက်ကြရသည်ဤသို့ဖြင့်ဘဝရည်စည်းကြောင်းတွင်တဝဲလေမျောပါနေရသည်ဒီကြားတွင်ကိုတိုတက်လန်အတွက်ချန်စီရသည်တရက်ကန်ချွေးတံထွက်အောင်ကြိုးစားရသည်ထိုအခါမိမိမှန်ချက်သို့ချောမောဖြောင်းတန်ဆိုင်ရလေအောင်မိမိဆန္ဒပြေဝရလေအောင်တိုး၍ကြိုးစားရပြန်သည်ရက်ရပြန်သည်ကန်ရပြန်သည်လောခရပြန်သည်ထို့ကြောင့်ဘဝသည်ခြားလဲနှင့်လေ၍မဆုံးဖြစ်ရပြန်သည်သို့တော့ကိုမျောလင်းချက်ကိုမို့ပင်မတော်မှာပင်မသည်ဟုမမှတ်ခြင်းပြောသည်ရွှင်သည်သို့တော့တချို့သောသူတို့သည်ကျွန်တော်တို့နှင့်အရေးတူများဖြစ်ကြပါလေရဲ့ကျွန်တော်တို့လိုတရက်ကန်ချွေးတံထွက်အောင်မကြိုးစားမလုပ်ဆောင်ရပဲတတောင့်တတာဖြင့်ပန်းနိုင်သို့ဝင်၍သွားကြသည်
တရက်ကန်ချွေးတန်ထွက်အောင်ကြိုးစားရတော့ကျွန်တော်ကပန်းနိုင်နှင့်မနီးခြာလေနှင့်ကြံနေရပေသည်ထိုခါ၌ကျွန်တော်တွင်လှော့ခြင်းခက်ခြင်းစိမ်းများပျောက်၍သွားတတ်သည်အမည်မတတ်နိုင်သောခံပြင်းခြင်းဖြစ်ပေါ်လာတတ်သည်စိတ်ဝမ်းငယ်ခြင်းအာရုံခြင်းစောင့်နေခြင်းများဖြစ်ပေါ်လာတတ်သည်ငါဘဝနဲ့စားသည်စီးရတယ်လို့ပါပဲလားဟုတ်ညီးကြွမိတတ်သည်ထိုမှတစ်ဆင့်ချားရိုးတစ်လျှောက်၌ကျွန်တော်တို့စားတယ်စီး၍ပြောခဲ့ကြသည်များကိုပြန်၍အမှတ်ရလာမိသည်ကျွန်တော်စားတယ်စီးခဲ့စဉ်ကချောင်းရိုးတစ်လျှောက်၌စားတယ်ဖြင့်ခြားလေတရက်ကန်ချွေးတန်ထွက်နေချိန်တွင်အချို့သောသူများသည်ဘောက်တူများလေကြီးလေငယ်များဖြင့်ကျွန်တော်တို့ကိုဖြတ်၍ကြော်၍ရီမှန်းရာသို့ချောမောဖြောင်းတန်ပန်းဝင်၍သွားတတ်ကြသည်ထိုစဉ်ကကျွန်တော်အာရော့ခြင်းစောင်းနေခြင်းဖြစ်ခဲ့ပါသလောဖြစ်ခဲ့သည်ဟုကျွန်တော်အမှတ်မရသူတို့အတွက်ဝမ်းမြောက်ခြင်းပင်ဖြစ်ခဲ့သည်ကိုအမှတ်ရနေမိသည်ခလေးအရွယ်လူမမယ်ခါကပင်အာရော့ခြင်းစောင့်နေခြင်းမရှိပဲကိုယ့်အားကိုကို၍ကိုယ်လေဖြင့်ကိုပြောနိုင်သေးသည်ယခုခါအရွယ်လဲမြောက်နေပြီပညာအဆင့်ချင်းလဲအတော်အသင့်ရှိနေပြီအတွေ့အကြုံလဲအသင့်အတင့်ရနေပြီယခုလိုခါရင်မှကျွန်တော်သည်အာရော့ခြင်းစောင့်နေခြင်းများဖြစ်တင်ပါသလောငယ်စဉ်ခါကကဲ့သို့တတိမကောင်းတော့ပြီလောဇွေးမကောင်းတော့ပြီလောဤသို့ကိုကျွန်တော်ဆုံးမရသည်တတိပေးရသည်ထိုအခါမှစိတ်နှလုံးအေးချမ်းလာတော့သည်ထို့အပြင်အာသစ်တို့ဝင်လာသည်စိတ်သစ်တို့ဝင်လာသည်အာမလျှော်ပြီးမဆုံးနစ်ပြီးကျွန်တော်သည်ဘဝရည်စည်းကြောင်းတွင်စားတဲ့စီးရမည်ကိုမကြောက်တော့ပြီခြားလဲဖြစ်စေအောင်နော်ဘဝရည်စည်းကြောင်းတွင်စားတွေကိုပျော်ကြီးစီး၍ကျွန်တော်မမောမပန်းကြိုးပန်းလော်ခတ်ရေးလေပြီတခါတက္ကသိုလ်ဝင်မမူရင်းရေးသားရဲ့ဆရာရွေး credit ပေးပါရှင်နားစင်မိခဲ့ကြမိတ်ဆွေများလည်းဒီညတောင်းလို့ပေးအနေခင်ရှင်စွာနဲ့အိပ်ပျော်နာနေနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်